အမျိုးသမီးဟာမတော်တဆဆိုတယ်လို့သတော်ဝါစာနေတကောင်ကိုတွေ့ရှိခဲ့တယ်။လူတိုင်းကိုအားသိနေသွားတာကတော့အဲ့ဒီသတော်ဝါလေးဟာတန်မိုးပြလို့မရတဲ့တန်နဲ့ရှိတန်နဲ့စိတ်နဲ့ကတ်တစုံကိုအားထုတ်ပြလိုက်တာပါပဲ။အဲ့ဒီနောက်မှာတော့ပိုပြီးမယုံကြည်နိုင်စရာကောင်းတဲ့အဖြစ်အပျက်တွေဆက်ဖြစ်လာပါတော့တယ်တကယ်တော့ဒီလိုထူးဆန်းတဲ့အအောင်ပဲကောင်းတဲ့သတော်ဝါလေးဟာ New Star လို့ခေါ်တဲ့လူဝက်ဆိုင်နေတဲ့ကျူပေါ်မှာအများအပြားရှိနေကြတာပါ။သူတို့မှာထူးခြားတဲ့ဇာတ်ရင်တို့ရှိပါတယ်။အဲ့ဒါကတော့တန်မိုးကြီးပစ္စည်းတွေကိုစားသုံးပြီးလုပ်ပြောင်းမှုအနေနဲ့အဖရရနာတွေကိုပြန်လည်ထုတ်ပေးနိုင်တာဖြစ်ပါတယ်။ဒီသတော်ဝါဆိုင်တွေကြောင့် New Star ကျူကလူတွေအထူးသဖြင့်တော်ဝင်မိသားစုဝင်တွေကရှားပါကုန်ပစ္စည်းတွေကိုကြေပါချမ်းသာစွာအသုံးပြုခွင့်ရကြတာပါ။ဥပမာပြောရရင်မသမီးလေးလီယိုမီနာဟာမနက်ခင်းတိုင်းမှာဒီသတော်ဝါလေးတွေထုတ်ပေးတဲ့ပလဲတွေအပြည့်နဲ့မျက်နှာတလေးရှိပါတယ်။ဒီပလဲတွေမှာမြုပ်နိုင်ကြကောင်းတဲ့စွမ်းအားတွေရှိနေတာပါအသားရည်ကိုနှုတ်ပြောစေပြီးအချိန်ကြာကြီးလှပအောင်ထိမ့်သိမ့်ပေးနိုင်တာပါ။ဒါကြောင့်လည်းပလဲမျိုးနယ်စုဝင်တွေနေ့စဉ်လောက်ကတော့ဒီပလဲတွေကိုလိုက်လည်စုစားဖို့ပဲဖြစ်ပါတယ်။သူတို့ဟာစူးစောင်းရရှိတဲ့ပလဲတွေကိုနန်းတော်ပြင်ဘက်ကိုတိတ်ဆောင်ပါကြပြီးထိုးချတဲ့ရှင်းကြီးတစ်ခုတည်းကိုလောင်ထည့်လိုက်ကြပါတယ်။ပလဲတွေတော့တင်စုမိသားပြီးဆိုရင်တော့ဘရင်နဲ့မိဖုရားကိုလာရောက်ရှိလာတက်ကြပါတယ်။ဒီအုပ်ချုပ်သူတို့ရဲ့နေ့စီတာဝန်ကတော့အဲ့ဒီပလဲပုံနဲ့စားအားချီဆုံးနက်ပလဲကိုရေးချဖို့ပါပဲထိုးချတဲ့နက်ပလဲကိုကြည့်ပြီးဘရင်နဲ့မိဖုရားဟာတိတ်ကိုသဘောကျသွားကြပါတယ်။အဲ့ဒီနောက်မှာတော့ဘရင်ကြီးကဒီစားငါးကြီးမတဲ့ပလဲကိုအစိမ်းရတရားစီကမ်းပြတာပြီးမင်းသမီးလေးလီယိုအီနာစီချက်ချင်းတောက်ဖို့အမိန့်ပေးလိုက်ပါတယ်။ခဏကြာမှာတော့မင်းသမီးလေးဟာသူမရဲ့တော်ဘာကလေးနဲ့အတူရောက်လာပြီးပလဲကိုယူလိုက်ပါတယ်။အဲ့ဒီတော်ဘာတွေကပလဲကိုမြူချလိုက်တဲ့ခဏမှာပဲသူရဲ့ခန္ဓာကိုယ်တွေကပလဲတွေကရေတပုံကြီးတို့မျိုးဟုံးကနေလမ်းထွက်လာပါတော့